enemy ပုံလေးဆွဲမလား PNG ဖြောက်မလားကျွန်တော်မှာ better drawing တစ်ခုရှိအောင်လည်းရပါပြီဒီနေ့မှာတော့ better drawing ကိုဘယ်လိုသုံးရမလဲ better drawing ကဘယ်လိုအသုံးဝင်တယ်လဲဆိုတာကိုကျွန်တော်ရှင်းပြပေးတော့ပါမယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ဘေးနားခေါင်းလောင်းလေးနှိပ်ပေးတော့ပြောချင်ပါတယ်ဆိုတော့ဗီဒီယိုလေးစလိုက်ကြရအောင်ကျွန်တော်တို့ better drawing တွေကိုဝင်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့တော့ပေါ်လာရင်ကျွန်တော်တို့က position လေးတွေကိုရွှေ့ပြီးတော့ click တစ်ချက်နဲ့လည်းပါအဲ့ဆိုရင်ဒေါ်လေးတစ်ခုပေါ်လာပါလိမ့်မယ်ဒေါ်လေးတွေအများကြီးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့တိုင်းလိုင်းကနေပြီးရွှေ့ပေးပါပြီးဆိုရင်ကျွန်တော်တို့ဒီဘက်မှာလည်းကိုယ်ကောက်လုပ်တဲ့ဟာလေးရှိပါတယ်မရှင်းပါဆိုလို့ကျွန်တော် video record လေးနဲ့ပါထပ်ပြပေးထားပါတယ်ကျွန်တော်တို့ဒါမျိုးလေးဆက်ပြီးဆိုရင် screen မှာပေါ်နေတဲ့တော်လေးတွေဒါမှမဟုတ်ရင်ကျွန်တော်ဒီဘက်ဘေးကတိုင်းလိုင်းမှာပေါ်နေတဲ့တော်လေးကိုတစ်ချက်နှိပ်ပြီးတော့ကိုယ်ဆက်လုပ်တဲ့ဟာလေးတစ်ချက်နှိပ်ပေးပါကျွန်တော် better drawing ကကိုယ်ဖန်တီးနိုင်စွမ်းရှိတဲ့လောက်သုံးဝင်တဲ့ fashion လေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ better drawing ကိုသုံးပြီးကျွန်တော်နောက်ထပ်တစ်မျိုးလည်းထပ်လုပ်လို့ရပါတယ်ကျွန်တော်တို့ shade တစ်ခုကိုအရင်ဆုံးဖန်တီးလိုက်ပါမယ်ဖန်တီးပြီးတော့ဆိုရင်ကျွန်တော်တို့ color ရဲ့ fade တွေကိုတစ်ချက်ဝင်လိုက်ပါပြီးဆိုရင်ကျွန်တော်တို့ဒီဘယ်ဘက်ဘေးဆုံးကအမားချစ်လေးကိုတစ်ချက်နေလိုက်ပါပြီးဆိုရင်ကျွန်တော်တို့ဒီထဲကိုတွားပြီး stroke ဆိုတဲ့နေရာမှာတစ်ချက်အမှန်ချစ်လေးချစ်ပြီးပေါ့နော်ပြီးရင်အဖြူအောင်လေးပြောင်းလိုက်ပါကိုကြိုက်တဲ့တခြားရောင်တွေလည်းပြောင်းလို့ရပါတယ်ပြီးရင်ညှိပြီးဆိုရင်ကျွန်တော်ဒီလိုမျိုးလေးဖြစ်တော့ပါလိမ့်မယ်ဖြစ်ပြီးဆိုရင်ကျွန်တော်တို့ effect တွေကနေပြီးတော့ကျွန်တော်တို့ drawing ရဲ့ EDG တွေကိုတစ်ချက်ဝင်လိုက်ပါပြီးရင်ကျွန်တော်အနီးပြထားတဲ့ drawing project ဆိုတာဟာလေးကိုတစ်ချက်နှိပ်ပြီးတော့မှlayer ရဲ့အစနဲ့အဆုံးမှာကျွန်တော်တို့ keyframe လေးချပေးပါမယ်နော်ချပြီးရင်ကျွန်တော်အစမှာသွားပြီးတော့ဒါလေးကိုအဆုံးထိထားလိုက်မယ်ဒါကတော့ကိုကြိုက်တယ်လို့ပြုလုပ်လို့ရပါတယ်ဒီ effect ကတော့ကိုကြိုက်တယ်လို့သုံးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့လုပ်ပြီးရင် grad လေးပါလေးညှိပြီးရင်ကျွန်တော်ဒီလိုမျိုးလေးရလာပါလိမ့်မယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကအသင်အတွက်အကျိုးရှိပြီးတော့အသုံးဝင်နိုင်မယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြရအောင်အားလုံးပဲဘိုင်ဘိုင်